ထူးဆန်းထွေလာကြုံရရှာဝဲဦးသူဇနသည်ဖြစ်ရနှစ်ခုနှင့်ကြုံပြီးနောက်ပို၍တတိကြီးစွာထားရသည်ယသိတို့အားလည်းအတိပေးပြောကြားထားပြီးပြီမို့အန္တရာယ်မဖြစ်တော့တန်ကောင်း၏ဟုထင်ထားသည်နှစ်ခါရှိပြီးနောက်တစ်ခါဆိုငါတောင့်ထားနိုင်ပါမလားကိလေသာကင်းသူမဟုတ်သဖြင့်စိတ်တော့မချရဲတတိကြီးစွာထားနေရသည်တတိပဋ္ဌာန်ကြီးတက်တက်အားထုတ်ခဲ့စဉ်ကဤလောက်ပင်ပန်းသည်မထင်မီယခုပို၍ပင်ပန်းသည်စိတ်ပင်ပန်းလူပင်ပန်းဖြစ်ရသည်စိတ်ပင်ပန်းသည်မှာအပြင်ရန်ကြောင့်ဖြစ်သည်လူပင်ပန်းသည်မှာအစာအာဟာရကြောင့်ဖြစ်သည်တမင်ပင်အာဟာရကိုချိုးကြံထားသည်စွန်းနဲ့ရေကိုသာအားထားခဲ့သည်ပိန်လိုက်သည်မှာအယိုးပေါ်အရေးတင်လေတိုက်လျင်လဲတော်မိအနေနဲ့ကမ္မထမ်းယုတ်မှတကယ်ကမ္မထမ်းယုတ်အင်းလင်းကမ္မထမ်းထိုင်နေမှာပဲကမ္မထမ်းယုတ်မပေါက်လို့ဘာယုတ်ပေါက်ရအောင်မှာတော့ရုပ်ရှင်မင်းသားယုတ်များပေါက်ရအောင်မှာလားတွေးမိတော့လဲပြုံးမိရသေးသည်စွန်းခံရွာကစွန်းတကာများဆိုတန်ကိုလည်းနှစွန်းနှဖျားကြားရတတ်သေးသည်ဒီကိုတော့ဒီပုံစုမကြဘူးပြန်လွန်တော်မူသွားလိမ့်မယ်ဟူ၍အဖျားကလည်းနေ့စဉ်လိုတက်သည်9နာရီလောက်တွင်စတက်ပြီးညနေ3နာရီလောက်မှကြာသည်ဖြူဖက်ဖြူရော်နှင့်အေးအနေကိုပါချိုးချံထားရသဖြင့်မျက်လုံးအစုံကမျက်ကွင်းတွင်းဝယ်ပြူးပြူးကြောင်ကြောင်နှင့်ဒီများအခြေအနေရှိပါတော့လဲဥသူဇနာသည်ဇွဲကိုတရွေသာမှမလျှော့တရားအထုတ်ရင်ကွယ်လွန်ခဲ့သောတာမဏေနတ်သားကိုအားကြသည်ပဲပြောအစွန်းရောက်သည်ပဲဆိုတရားအလုံးနှင့်အားထုတ်၍တေပြီးမှန်းထားသည်တရားအားထုတ်ရင်ဘာညာညာဖြစ်တတ်သည်ဟုပြောကြသည်အဖြတ်တွေနဲ့တွေ့ရတတ်သည်ဟုဆိုကြသည်ရခင်ဖြစ်ရနှစ်ခုကအဖြတ်တွေဖြစ်လာစေရန်ဖန်လာလေသလားပြတ်တယ်ဆိုတာကိုကအဖြတ်ကိုလက်ခံမှပြတ်တတ်သည်ပြတ်သည်ဆိုရင်မဟုတ်တာတွေဖြစ်တော်မီအဖြတ်ကိုငါလက်မခံငါမပြတ်စေရဟုတင်ထားသည်ကြုံလာစမ်းပါစေငါမပြတ်စေရတဏိဒံချထားသည်ဒုတိယဖြစ်ရနှင့်ကြုံခဲ့ရပြီးတပတ်ခန့်အကြာတနေ့သောနေ့လည်ခင်းဦးရသိကသူ့เจ้าထဲမှာတရားမှတ်နေသည်ဥတုဇနလည်းမိမိเจ้าတွင်မှာတတိပဋ္ဌာန်ပွားများနေသည်အချိန်အတော်ကြာလာသောအခါတမာတိကတည်လာသည်စိတ်ကကြည်လင်လာသည်ထွက်လေဝင်လေစလေဆုံးကိုလိုက်မှတ်သည်ဝင်လေသည်နှာသီးဖြားမှတိုးဝင်လာသည်ဝင်လာသောလေတိုင်းစိတ်ကလိုက်မှတ်သည်အဖြူရောင်အငွေ့တန်းလေးတစ်ခုတိုးဝင်လာသည့်နယ်အာယုံမှာမြင်နေရသည်အဖြူရောင်အငွေ့တန်းလေးသည်ညင်ညွန့်ချိုင်ရောက်လာသည်ထိုမှတဆင့်ချက်တိုင်သို့ရောက်၍ခရီးဆုံးသည်ထွက်လေကိုစူးစိုက်ကြည့်သည်ချက်တိုင်မှအစာပြု၍ငွေဖြူတန်းလေးထွက်လာသည်ရင်းညွန့်ချိုင်ကိုဖြတ်တန်းကအသက်ရှူလမ်းကြောင်းအတိုင်းနှာသီးဖြားမှထွက်လာသည်ကိုအာယုံမှာမြင်ရသည်ထပ်ဖန်တလဲလဲမှတ်နေသည်စိတ်ကဘယ်မှမရောက်တော့ယူထားသောကမ္မထမ်းအာယုံမှာသာတည်နေသည်တမာတိတည်နေပြီးစိတ်ကကြည်နေပြီးထိုအခိုက်အာယုံမှာနှက်ဆိုင်သောအမောင်တူကြီးရုတ်တရက်ပေါ်လာသည်ပိမ့်ပိတ်မောင်နေသည်၎င်းအမောင်တူတွင်းကိုစိုက်ကြည့်သည်မုံညင်းစေးကအလင်းလေးတစ်စက်ပေါ်လာသည်ပဂတိအလင်းနှင့်မတူကြည်လင်ဆူးရှတောက်ပသောအလင်းမျိုးဖြစ်သည်ဆက်လက်၍ဆက်ကြည့်နေစဉ်အလင်းဆက်ငယ်သည်နှမ်းကြီးစေးကကြီးလာသည်ထိုမှပဲစေးအရွယ်စသဖြင့်တဖြည်းဖြည်းကြီးလာသည်လာဝန်းအရွယ်ထမင်းစားပကံများအရွယ်လောက်အရောက်မှရုတ်တရက်ပျောက်သွားသည်တိတ်တီးသောအမောင်တူကြီးကိုသာမြင်ရသည်ခဏအကြာစောစောတုန်းကလိုပင်အလင်းဆက်ကလေးပေါ်လာပြီးတဖြည်းဖြည်းကြီးလာကလင်မန်းအရွယ်လောက်မှပျောက်ဆုံးပြန်သည်ဤသို့ဖြင့်ပျောက်လိုက်ပေါ်လိုက်တဖြည်းဖြည်းကြီးလာလိုက်နှင့်ထမင်းစပွဲလောက်အရောက်တွင်ပြန်ပြောက်မသွားတော့ပဲတန့်၍တည်နေသည်စိတ်လည်းကြည်နေသည်ခန္ဓာကိုယ်တစ်ခုလုံးပေါ့ပါကလေထဲလွင့်ပြန်နေသလိုထင်မှတ်နေသည်ဒို့စဉ်အခိုက်အမျိုးသမီးတဦးကြောင်းပေါဝလာရက်သည်အသက်30ခန့်ရှိမီမြို့ကြီးသူအတွင်ဟန်ခင်းနှင့်အတူထုံးဖွဲ့ထားသည်လက်ထဲမှကင်လာသောယိုရီယာပလတ်စတစ်ချင်းအနီလေးကိုဘေးနားမှချ၍ပစစ်ထုတ်ထိုင်ကဥတုဇနာအားရှ िख ိုးသည်ရှ िख ိုးပြီးသည်နှင့်ဆွဲချင်းထဲမှပစ္စည်းများကိုတစ်ခုချင်းထုတ်သည်ပခုတ်ကူလုံးကြီးအနီကွက်တုံးပစိုးတစ်ထဲငပြောညွန့်ရောင်ရှက်အင်းကြီးတစ်ထဲရွှေရောင်လက်ပတ်နာရီတစ်လုံးအိုးထုတ်တစ်လုံး
ပစ္စည်းလေးမျိုးဖြစ်သည်ပစ္စည်းများကိုညွန်ပြ၍ဥဒုဇနအားလျှောက်ထားသည်ဥဒုဇနဖေဟာဒီလိုပဲနေတော့မလားအရွယ်ကငယ်ငယ်ကလေးရှိသေးတယ်လူဝေလဲခဲ့ပါဖေဟာတပည့်တော်မှာအားလုံးတာဝန်ယူလုပ်ကြွေးပါမယ်ဖေဟာစားဝတ်နေရေးအတွက်လည်းဘာမှပူစရာမလိုပါခံစားနေရတဲ့ထုံနာခြင်းယောဂကိုလည်းတပည့်တော်မှာတာဝန်ထားပါပြအောင်ကုသပေးပါမယ်တဘောတူပါသလားဖေဟာဥဒုဇနဘာမှပြန်မပြောအမျိုးသမီးကပင်ဆက်၍တပည့်တော်မကိုမယုံဘူးလားဖေဟာတပည့်တော်မရဲ့သွင်းပြင်းကိုကြည့်ပါလင်းသားတဦးကိုဘာမှမလုပ်စေပဲအိမ်ဦးခန်းမှာကြကြနာနာထားနိုင်တဲ့အင်အားရှိပါတယ်ဖေဟာဦးစင်ထွက်ခဲ့ဖို့သာလိုရင်းပါထွက်မိမဟုတ်လားဖေဟာဥဒုဇနထုံမိပါဝေစိတ်စိတ်နေမြဲစိတ်စိတ်နေခြင်းသည်ဝန်ခံခြင်းမိဟုတွက်ပုံရသည်အမျိုးသမီးသည်စကားမပြောတော့ပဲဥဒုဇနကိုယ်ပေါ်မှသင်္ကန်းကိုဖြည်းဖြည်းချင်းညင်သာစွာခွာချသည်တစ်ချက်တလေအမျိုးသမီးလက်ဖျားနှင့်ဥဒုဇနအသာထိတွေ့မိသည်ရှိန်ကနေဖိန်ကနေဖြစ်သွားသည်လက်ကလေးများပို၍နူးညံ့လေသလားထင်မိသည်လှုပ်တော့မလှုပ်ပကတိတည်ငြိမ်စွာဖြင့်မျက်လုံးမပွင့်တပွင့်ဖြင့်ရှေ့သို့တူရှုစူးစိုက်ကြည့်လျက်ပကုံးပေါ်မှဖြည်းဖြည်းချင်းခွာချလိုက်သောသင်္ကန်းများအောက်ပိုင်းမှာပုံနေသည်အမျိုးသမီးသည်ပုံနေသောသင်္ကန်းကိုအစမှကင်ကဆွဲယူသည်ဥဒုဇနယုတ်ချီထားလိုက်သည်အမျိုးသမီးအထိတ်တလန့်နောက်ဆုတ်သည်ဥဒုဇနသည်အပေါ်ယုံသင်္ကန်းကိုဖယ်၍အောက်ဆင်းလိုက်သည်အောက်ရောက်သည်နှင့်တင်းမိုင်ကိုကြောင်းကြိုက်သည်အမျိုးသမီးကလှုပ်ရှားမှုများကိုမျက်တောင်မခတ်ကြည်နေသည်ခရောင်းကြိုက်ပြီးသည်နှင့်နောက်တလန်းဆုပ်ကဘဲပြန်ညာပြန်လေပင်စီမှန်းပြီးကန်ထဲလိုက်သည်ထိထိမိမိထိသွားသည်နှင့်အမျိုးသမီးဦးကောင်းသည်လေပင်မှပြက်၍လွင့်စင်ထွက်သွားသည်သွေးများငေါက်ကနေပန်းထွက်ကခေါင်းပြက်ကြီးတစ်ကိုယ်လုံးရွှဲသွားသည်ခေါင်းပြက်ကြီးကဒီအတိုင်းမတ်တက်ရက်လျက်ပင်ဥဒုဇနသည်ဘယ်လက်ဖြင့်ခေါင်းပြက်ကြီးအားတွန်းပစ်လိုက်သည်နောက်ပြန်လဲကျ၍ပျောက်သွားသည်ဥဒုဇနတတိရလာပြီးတတိထားကြည့်လိုက်သည်ပင်ကိုအတိုင်းထိုင်နေလျက်သင်္ကန်းလဲဝိယုံထားလျက်မျက်စိလဲဖွင့်မြဲတိုင်းရှိနေသည်ကိုတတိပြုမိသည်တခုသာထူခြားသည်ကိုဝစ်သင်းမိုင်ကိုသာကြောင်းကြိုက်လျက်သာတွေ့ရသည်မိမိကိုမိမိထူးဆန်းအံ့ဩသွားသည်အာယုံကထင်ထင်ရှားရှားခုပင်လျင်မျက်စီထဲခေါင်းပြက်ကြီးလွန့်ထွက်သွားပုံသွေးငေါက်တောက်ထွက်ပြီးခေါင်းမပါသောကိုခန္ဓာကြီးသွေးအရွှဲသားဖြင့်မတ်တက်ရက်နေပုံနောက်ပြန်လဲကျသွားပုံတို့ကိုပြက်ပြက်ထင်ထင်မြင်အောင်နေစေပြန်ဆန်းစစ်ကြည့်သည်ငါထိုင်ရင်အိပ်ပျော်သွားလိသလားအိမ်မက်များလားမဖြစ်နိုင်တရားအထုတ်စဉ်အိမ်မပျော်ရအောင်ကျင့်ထားသည်မှာကြာခဲ့ပြီကျင့်သားရနေပြီအိပ်ပျော်သွားတာတော့မဖြစ်နိုင်ငါတိနေတယ်တရားရှုမှတ်နေတယ်ထွက်သက်ဝင်သက်စလေဆုံးလိုက်မှတ်တယ်ငွေဖြူတန်းကလေးဝင်လိုက်ထွက်လိုက်ဖြစ်နေတယ်ပိမ့်ပိမ့်ပိတ်မှောင်သွားတယ်ပေါ်လာပြန်တယ်တဖြည်းဖြည်းကြီးလာတယ်ပျောက်သွားပြန်တယ်ပြန်ပေါ်လာတယ်ပိုကြီးလာတယ်ပြီးတော့အမျိုးသမီးကိစ္စဖြစ်တာပါပဲရုပ်ရှင်ကြည့်နေသလိုကိုမြင်နေတော့ပဲမှတ်မိနေတော့ပဲငါအိမ်မပြောတာသိကြတယ်အနို့ဒီကြောင်ဘယ်ကဘလို့ကြိုက်မိလက်သာဖြစ်နေတယ်လေဒီအဖြစ်ကိုတော့ငါမသိဒါဆိုဘာလဲဘာသဘောလဲဥဒုဇနညံမမီတော့စမတွေးတော့ပဲညနေဖျားဝတ်ပြုပြီးမှဥယသိနဲ့ဆွေးနွေးကြည့်သည်အဲ့ဒါကိုတော့တော်တယ်တရားအားထုတ်လို့ဘာညာညာဖြစ်တတ်တယ်ဆိုတာဒီအစ်စ်မှာပဲစိတ်သက်ကြံ့ခိုင်မှုရှိမရှိကိုတဘာဝကစမ်းသက်တာပဲအစမ်းသက်ကိုတော့ခံနိုင်သွားပြီစသဖြင့်ဖြောင်းပြပြောပြပြီးမြိုင်ကြီးငူ၏နောက်ကျောင်းဖြစ်ရဲ့အမှန်ကိုအတူချုံပြောပြသည်မြိုင်ကြီးငူတို့တရားအားထုတ်ကြသူမှာလက်လန်းမီတီးရသလောက်ဥဒုဇနသည်8ပါးမြောက်ဖြစ်သည်ရှေ့9ပါးအနက်3ပါးမှာပထမအဆင့်မိမအဖြတ်ကိုတောင်းခံနိုင်တော်လဲဒုတိယအဆင့်ဥစ္စာနှင့်ဖျားယောင်းမှုတွင်ကြခဲ့သဖြင့်ယူသွားသည်4ပါးမြောက်ယသိပြန်ရွာမှဥတီဟမှာအစမ်းအသက်ကိုခံနိုင်သည်ရေပုတ်နှင့်ကြောက်စံတွေရသည်တန်သေးတလုံးကိုလည်းရသဖြင့်ထွက်ရပေါက်သွားသည်ကြံ3ပါးမှာပထမအဆင့်မှာတင်ရှော့ကြ၍လူဝစ်လဲသွားကြသည်ယခုလည်းရင်းပုတ်ကိုအချို့တက်ရှိထင်ရှားစေဖြစ်သည်ဤသည်သောအကြောင်းတို့ကြောင့်ရန်ကြီးငူဆိုလျင်ရှောင်ကျင်ကြသည်တော်ယုံစိတ်သက်ကြံ့ခိုင်မှုတတ္တိရှိမှုဖြင့်မချင်းကပ်ဝွန်ကြယခုမှဥဒုဇနပြန်တတိယသည်
မိမိတော်ထွက်မိလျှောက်ထားစဉ်ကငယ်ဆရာဖြစ်သောကော့ကရက်ကျွန်းကျောင်းဆရာတော်အမိန့်ရှိသည်ကိုပြန်တတိယမိသည်မင်းတရားအထုတ်ရင်ယူမှာပေါ့ကွာဟူ၍ဒီဖြစ်စဉ်ကိုတည်ထားသည်ဖြစ်၍တားမြစ်ခြင်းဖြစ်ရသည်ယခုမိမိကြုံနေရပြီလောအစမ်းသက်ခံနေရပြီလောကြုံစမ်းပါစေစမ်းစမ်းပါစေစိတ်သာရှင်သောဖျားဟောရှိသည်ကပဲမိမိစိတ်ကိုနိုင်လို့ကတော့မမူရေးချမှမမူထူးဆန်းအံ့ဩပဲဖြစ်ရနေကြုံပြီးနောက်တနေ့ညတကောင်ရန်ပြုမြဲဝတ်ဖြစ်သည့်မေတ္တာတုတ်ပြီးတော့မဟာတတိပဋ္ဌာနာတုတ်တော်တို့ကိုရွတ်ဆိုပူဇော်ပြီးကြောင်းအနီသွားနေကြစဉ္ကြံသွားရင်တရားမှန်နေသည်စဉ္ကြံအရှိမှာခြေလန်း20ခန့်ရှိသည်ဝဲရတစ်ဖက်စီမှာတစ်ဖက်ကမြေပြန့်အခြားတစ်ဖက်ကတောင်ဆောင်နှင့်ဝါတော့ထိတ်နှစ်ဖက်မှာတော့ခြုံပိတ်ပေါင်းနှင့်ဥသုဇနာသည်စဉ္ကြံသွားတရားမှတ်၍ဘုတ်မြေကြီးရိုက်တန်ကြားရာစဉ္ကြံထိတ်သို့ကြည်လိုက်သည်လက်သီးဆုပ်ခန့်ဝင်းဝင်းတောက်နေသောမျက်လုံးအစုံကိုတွေ့ရသည်အမောင်ထဲမှမို့ဘိုလင်းနေသည်ထင်ရသည်မြေကြီးရိုက်တန်အဆက်မပြတ်ထွက်ပေါ်လာသည်ဒါဟာကြားပဲကြားဟာသားကောင်ကိုတွေ့ရင်အမီးကိုမြေကြီးနဲ့ရိုက်တဲ့ကြားဘူးတယ်ခုငါ့ကိုများခုံအုပ်ဖို့စောင့်နေသလားတွေးမိတော့လဲဟန်ကုတ်ဖို့သဘောဖြင့်ဆက်လျှောက်သည်ဇင်းကြံအစုံရောက်မှာကြားကနောက်ကျွန်းပြစ်သွားသည်ဇင်းကြံအတိုင်းပြန်လျှောက်မိအပြုကြားကလည်းလဲပြန်ကြည့်နေသည်ကိုတွေ့ရသည်အခြားထိတ်တို့အရောက်မှလည်းကြားတကောင်ရောငါစိတ်ကိုကြားနှကောင်ဝိုင်းထားပါရောလားကြောက်စိတ်ဝင်လာသည်နေမထူးတိမ်မထူးခံယူထားသဖြင့်စဉ္ကြံပြန်လျှောက်သည်အလဲလောက်အရောက်မှာတောင်ဆောင်ဝယုံတော်ထဲမှတကောင်တက်လာပြန်သည်တောင်ဆောင်ထိတ်မရောက်တယောက်မှာရက်ပြီးပြောင်းဝင်းသောမျက်လုံးအစုံမြင်ကြည့်ကအမိတပုတ်ပုတ်ရိုက်နေပြန်သည်အနားကိုတော့ဆက်တိုး၍မလာကြရှောင်မြဲရှောင်နေသည်စဉ္ကြံဆုံးရင်ကကြားကနောက်ကျုံးပြစ်မြဲလဲပြန်ကြည့်မြဲဥတုဇနအနှဲငယ်ဝေးသွားလျင်မူလနေရာပြန်နေမြဲဂျွန်းမပြစ်တီကအလဲကအကောင်အမိရိုက်တန်ကစီးချက်တပွဲပုံမှန်ထွက်ပေါ်လာသည်တရားနှလုံးသွင်းနေသည်မှန်ပါ၏စိတ်ကမဖြောက်ဘဲအချိန်မှဘဲအကောင်ခုံအုပ်လိုက်လိမလဲပဲတွေးပူနေမိသည်ကြောက်တော်လဲမရဲတော်လဲပြေးခဲစီလုံနေရသည်ကြောက်စိတ်ကြားမှတရားမှတ်သည်မမိတစ်ချက်မိတစ်ချက်အတွေးတစ်ခုဝင်လာသည်အမျိုးသမီးကိစ္စနဲ့၃ချိန်ကြုံခဲ့ပြီး၃ချိန်စလုံးငါတီလာမနှွမ်းခဲ့ဤစကားမှန်ပါကဤတတ္တဝါများငါအာအန်ရဲ့မပြုတ်နိုင်ပါစေတည်းတစ္ဆာအဋ္ဌံပြုသည်တစ္ဆာဒီသာအာကိုစရာရှိတော်သည်ခုနေခါမှာကြောင်းတွင်းဝင်လို့လည်းမဖြစ်ကြားကသုံးကောင်မပြောနှင့်ကြားတကောင်အားနှင့်ပင်ပြိုနိုင်သည်မထူးဆက်ခင်း၍ဆက်လျှောက်သည်မှန်သောတစ္ဆာကြောင့်ထင်သည်အန္တရာယ်တစုံတရာမဖြစ်ခဲ့ထိတ်နှစ်ဖက်မှာကြားနှစ်ကောင်ကအနားသို့တိုးမလားဥတုဇနဇင်းညံဆုံးတိုင်းကျွန်းပြင်းမြဲလဲပြန်ကြည့်မြဲအလဲကောင်အမီးရိုက်တန်ကစီချက်ညီပုံမှန်ထွက်ပေါ်မြဲကြာလာသောအခါဥတုဇနခြေအချနှင့်အမီးရိုက်တန်စီးကိုက်ဝါကိုက်ဖြစ်လာသည်ဟန်ကြသေးတော့သို့နှင့်၃မိုင်ခန့်ဝေးသောကျောင်းမှ၄နာရီအုံမောင်းခောက်တန်ထွက်ပေါ်လာသည်ထိုအခါမှကြား၃ကောင်စလုံးနောက်ကျွန်းကိုစီပစ်ပြီးထွက်ခွာသွားတော့သည်ဥတုဇနသည်နန်းဦးစီရီရင်ပြင်သို့တက်၍ဝတ်ပြုမြဲဝတ်ပြုပြီးအိုးစီကျေးစီတိခတ်မျှဝေပြီးစွန့်ခံကြွဖို့ထွက်လာခဲ့သည်စွန့်ခံကြွရာတောလန်းသည်ခြေသွားလန်းကလေးများသာဖြစ်သည်လာသာညများမှာထင်ရှားတော်လဲလာမိုက်ညများမှာကျေရောင်အောက်ဝဲမပီဝိုးတဝါဆန်းရည်သွားရသည်ကြီးငတ်များအိတ်တမ်းမှမထကြသေးသဖြင့်စိတ်ချောက်ချလောက်အောင်တိတ်ဆိတ်ငြိမ်သက်မှုကလွမ်းမိုးထားသည်အရေးမဲကြီးတွေကထိုးထောင်မိုးမတ်တဲ့အသေးငယ်သူအဖို့လမ်းဖြန့်ခြင်းเสียဥတုဇနာအဖို့ကရိုးနေပြီးအစမ်းမဟုတ်တော့လူဝင်းနေတုန်းကပေါ်တာလိုက်စဉ်တောတွင်းစမှုဓာတ်နေစဉ်ကာလမှာဒီလိုတောကလန်ခီမျိုးအဖန်တရာသွားခဲ့ဘူးပါပြီလမ်းဖြတ်เสียတွေနဲ့လည်းကြုံတွေ့ဘူးပြီးကြုံပန်များတော့ရိုးသွားပြီယခုထိုလမ်းမျိုးကိုရှောင်နေရသည်ဥတုဇနာအဖို့ထူးပြီးမဆန်းပါချေကြောင်းလန်းစိတ်ဆိုသည်မှာဘာလဲဟု၍မေးယူရလာအောင်ရဲဝံသူဖြစ်သည်သို့တော်ညာတုန်းကကြုံတွေ့ခဲ့သောကြားသုံးကောင်ကိုတော့အကြောက်သာဒီကောင်တွေကအခက်သာအဟိတ်တရိษံနေ EDP တော်လည်းမသိတန်မုတ်တွေလည်းနားမလဲ
ပထဝီဇယံမနန်ကြီးလဲကြားဘူးမီမဟုတ်လမ်းယူမီအကောင်နေမဟုတ်သူတို့ကိုတော့အကြောက်သားသို့တော်တရားသမားနှင့်ကြားနှင့်တရားသမားမိတ်ဖက်လို့ဖြစ်နေတတ်သည်ကြားဘူးပေါင်းများသည်ဝေဒနာဇတ်တော်ကြီးမှာမဲမတီနှင့်ကြားတွေချင်းသေးတွေကြက်တစ်တွေဖက်ခဲ့ရဘူးသည်မိမိပညာသင်နေထိုင်ခဲ့သောဂျုံကြတော်ရကြောင်းမူလဆရာတော်ဖရာကြီးတော်ရစောက်တည်ခြင်းကလည်းကြားတွေလာ၍အိမ်မွေးကြောင်များတစ်ဖွဲဆရာတော်ကြီးအနာအိမ်နေလေးရှိကြောင်းကြားခဲ့ရသည်အာတံပြည်နယ်မှတော်ရဆရာတော်ကြီးတစ်ပါးမီးလုံနေရာသို့ကြားတစ်ခေါင်လာရောက်၍အတူမီးလုံနေတတ်ကြောင်းစာပေများမှာဖတ်ဖူးရသည်ယခုမိမိလည်းကြားနှင့်တွေ့နေပြန်သည်ဆရာတော်ကြီးများကြားနှင့်တွေ့နေစဉ်မှာမိတို့နေကြမည်ဖြစ်ကြမည်ကိုမရေးထားကြသဖြင့်မခံမန်းနိုင်တော့လဲမိမိအနေဖြင့်ကြောက်မိသည်ကအမှန်ပင်တခုသာစဉ်းစားเสียဖြစ်သည်ကြားသည်တက်လွတ်မစားအသားစားတရိษံလူသားကိုပို၍နှစ်သက်သည်ယခုလူသားဖြစ်သောမိမိကိုတွေ့ပါလျက်ဘာကြောင့်ကြားမကြိုက်သနည်းတစ်ချက်ခုံအုံလိုက်ယုံနဲ့ကိစ္စပြီးမီယခုတော့ဘာမှမဖြစ်လိုက်ကြားကတကောင်နဲ့မဟုတ်သုံးကောင်ကြီးများတောင်တကောင်ကခုံအုံလိုက်မှဖြင့်ကြားကြောင်တွင်ရှောင်နေသည်စင်ပြူကန်နာအရောက်တွင်လမ်းပေါ်ကန့်လန့်ဖြတ်အိတ်နေသောတတ္တဝါတကောင်ဤဝမ်းပိုက်ပေါ်တက်နေမိသည်တတ္တဝါကလန့်ပြီးခုံထပြေးသည်ဥတုဇနလည်းအနှဲငယ်ပြေးမိသည်ပြေးရင်မှကြည့်လိုက်ရာကြီးပေါက်ကြီးတကောင်ဖြစ်ကြောင်းတွေ့ရသည်ဟူတော်ပါသေးရဲ့ငါကကြားများလားလို့အကြောက်ပြေးသွားသည်အာယုံတက်ခဲ့ပြီဖြစ်တော်လဲမိုးကမလင်းတတ်သည်တစ်ပင်ကြီးများအုပ်ဆိုင်နေသည်မို့မှောင်နှင့်မဲမဲပင်ရှိသေးသည်ကလန်းလန်းရှိစစ်စီးတော်ယခုမာလာမြန်ရက်ကွက်အရောက်တွင်လမ်းပေါ်ရှိသူရှုမှအကောင်ကြီးတကောင်မနှင့်လာနေသည်ကိုတွေ့ရပြန်သည်လူနှင့်ပုံတံတူသည်သို့သောအကောင်ကအစမတန်ကြီးသည်ဥတုဇနထက်နှစ်ဆခန့်မြင့်သည်လူဝင်ကြီးများလားထင်မိသည်ဒီကောင်ကြီးကိုတော့ငါထိုးနိုင်မည်မဟုတ်ရှောင်မဖြစ်မယ်တွေးကစစ်စည်းပင်ကြီးတစ်ပင်အနောက်တွင်ကွယ်၍ချောင်းကြည့်နေသည်အကောင်ကြီးရှေ့သိုးလာသည်နှင့်အမျှမိမိကိုယ်ကိုမမြင်စေရန်ပုတ်သိမ်ညိုကလေးလိုတစ်ပင်နှင့်ကပ်၍ဖြည်းဖြည်းချင်းလှဲ့ကပုံွယ်ထားရသည်အကောင်ကြီးမိမိအားကြော်လွန်သွားစဉ်မှာဥဒုဇနကတစ်ပင်၏အခြားတစ်ဖက်သို့ရောက်နေပြီဖြစ်သည်အနီးရောက်လာစဉ်လှမ်းကြည့်လိုက်သည်ပေါင်နှင့်မဲမဲမို့ပြပြမမြင်ရအင်ဖက်များကိုခမောက်တပွဲဆောင်းထားသည်ကို၎င်းတတိပြုမိသည်တတဝါကြီးသည်ဥဒုဇနအားကြော်လွန်သွားသည်ဘဲဆက်သွားရမည်နည်းဟုကြည်သည်ပန်းကုန်းရွာဘက်သို့သွားသောလမ်းခွဲအတိုင်းသွားကြောင်းတွေ့ရသည်ဥဒုဇနကဝါကြီးဝါကရွာဘက်သို့ထွက်ကြွခဲ့သည်ဥဒုဇနအနေနှင့်အနုနှင့်လည်းကြုံဘူးပြီးအကျန်းနှင့်လည်းစုံဘူးပြီးလမ်းကောက်တို့ကိုရှောက်ရအောင်မီပြီးတော့မှလမ်းဖြောက်ကိုရှောက်မီပြီးတော့မှလမ်းဖြောင်းကိုရောက်မီလမ်းကောက်ကိုဖြတ်တန်းပြီးမှလမ်းဖြောင်းသို့ရောက်မည်ဆိုရင်အကွေ့တစ်ထောင်အကောက်တစ်တောင်ရှိနေပါစေရှောက်မီလားလက်ရှိမှမူစိတ်တွင်းကမကြည်လားတန်လွင်အနောက်ဘက်ကန်းသို့သွားခြင်းစိတ်ဖြစ်ပေါ်လာသည်ဥယျသိဦးစင်းမိဆိုင်သွားတော့မယ်သွားတာတော့သွားတာပေါ့ဖေဟာကိုတော်ကနေတစည်းဒူးတင်ပါဆောင်ထားတော့ဟိုရောက်ရင်တပားတဲ့ကျင်းနေမိကုန်မယ်ဖေဟာဦးစင်းမကျင်းပါဘူးဒါဆိုလဲကြွလေဖေဟာ